ထိုင်းစာမှာဖြီးတွေတရတွေလေ့လာပြီးတဲ့နောက်အခက်ဆုံးအပိုင်းကိုပြောပါဆိုလို့ရှိရင်ဒီအတန်3-5ခုနဲ့ပေါင်းပြီးတော့အတန်ထွက်ရတဲ့အပိုင်းလို့ Alice ကတော့ပြောချင်ပါတယ် Alice အတွက်ကတော့ဒီအပိုင်းကတော်တော်လေးကိုမှတ်ရခက်တဲ့ထဲမှာပါတယ်ပေါ့နော်ဒီနေ့ကတော့အနှိမ့်တန်ဖြီးနဲ့အတန်3-5ခုပေါင်းပြီးတော့အတန်ထွက်မှာပါအနှိမ့်တန်ဖြီးတွေကိုဟိုအရှိအပိုင်းမှာပြန်သွားကြည့်လို့ရပါတယ်အနှိမ့်တန်ဖြီးနဲ့အတန်3-5ခုပေါင်းတဲ့အခါမှာဆိုရင်ထူးဆန်းတယ်လို့တခါတည်းမှတ်ထားပေးပါအဲ့တော့ဘယ်လိုထူးဆန်းလဲဆိုတာကြည့်ကြမယ်အရင်ဆုံးတန်ရှည်တရနဲ့ပေါင်းပါမယ်စင်းစာမန်မစ်ထုံအလေတန်နဲ့ဆိုရင်ခေါ်အားခါမိုက်လိုထုံအနှိမ့်တန်နဲ့မရှိပါဘူးမိုက်ထို falling tone နှိမ့်ဆင်းသွားတဲ့အတန်နဲ့ဆိုရင်ခေါ်အားခါမိုက်ခါအတန်ထွက်တော့မိုက်ထိုရဲ့ rising tone ကိုထွက်ရပါမယ်ရေးတဲ့သင်္ကေတကတော့မိုက်ရေးရတာပါနောက်တစ်ခုကမိုက်3 high tone အမြင့်တန်နဲ့သွားမှာပါခေါ်အားခါမိုက်ထိုခါထွက်တော့မိုက်3ရဲ့ high tone ထွက်တယ်ရေးတော့မိုက်ထိုပဲရေးပါတယ်အဲ့ဒါကြောင့်ထူးဆန်းတယ်လို့မှတ်ထားရပါမယ်မိုက်တဝါ rising tone မြင့်တက်သွားတဲ့အတန်မရှိပါဘူးအဲ့တော့သူနဲ့ပတ်သက်တဲ့စကားလုံးလေးတွေကြည့်ကြပါမယ်အရင်ဆုံးစင်းစာမနဲ့တွားတဲ့ဟာလေးတွေကြည့်ပါမယ်ငေါဦးငိုမွေချောအားချာလက်ဖက်ရည်ယောအားယာစေရောရလေရောအော်ရောဆောင်းနေမောมือလက်မောเอียเมียဇနီးနောက်တစ်ခါမိုင်းအိတ်နဲ့ရေးပြီးမှမိုက်ထိုအတန်နဲ့ထွက်ရတဲ့ကောင်လေးတွေကြည့်ပါမယ်ထော်ဤတီမိုင်းအိတ်ที่နေရနော်ဤနီမိုင်းအိတ်နီဒီဟာဖော်ဤဖီမိုင်းအိတ်ဖီကိုထက်ကြီးတဲ့အကိုအမတွေဒီလိုမျိုးပြောတာပါငေါအိုငိုမိုင်းအိတ်ငိုအားတယ်မောအဲမဲမိုင်းအိတ်မဲအမေဖော်အော်ဖော်မိုင်းအိတ်ဖော်အဖေထော်ชื่อမိုင်းအိတ်ชื่อနာမည်မိုင်းထိုနဲ့ရေးပြီးတော့မိုင်း3အတန်နဲ့ဖတ်ရတဲ့ကောင်လေးတွေကိုကြည့်ပါမယ်ချောအားချာမိုင်းထိုချာနေတယ်မောအားမမိုင်းထိုမမြင်ဖော်အားဖာမိုင်းထိုဖာကောင်းကင်ရောအိုရိုမိုင်းထိုရူတည်တယ်ဖော်အဲဖဲမိုင်းထိုဖဲရှုံးတယ်စောဆူမိုင်းထိုဆူဝေတယ်โอเคကြိုးစားပြီးတော့မှတ်လိုက်ပါအောင်နော်